အားမှာတော့ L1 အနေနဲ့သူ့ရဲ့ LNH ကို20 stack လေးပြန်ဆောက်မှုတော့ကြိုးစားရတယ်ဒါပေမဲ့ Late Disease အနေနဲ့ပြန်ပေးတစ်ဖက်က Reverse Spider နဲ့ Regan Slash လမ်းရှိက Late Disease မှာ Demo ကကြီးတန်းပြတ်တာ Tato Emergency အနေနဲ့ပြန်ရ2 man မှာ Slash တွေထပ်ပြီးတော့ထိခဲ့နေပဲ Double K ပိုင်း Zyda Second Blood 2ပါ TNC Protein ဆက်လက်ပြီးတော့သိမ့်ပိုက်ထားနိုင်ခဲ့ပါပြီအပွဲမှာကလေးကျွန်တော်တို့တိတာတဲ့အချိန်ကြီးတည်းရဗျဒီကလည်းကျွန်တော်ဒီ TNC အော်ကို charge ပြတ်တိုက်တိုင်း check နုတကောင်ပြတ်ပြီးဒီအချိန်ဒီမှာတော့ဖက်မှာလည်းကျွန်တော် Lancy ပြန်ယူပြီးတော့သုံးဖို့ကြိုးစားရဗျဒါပေမဲ့ဒီရတော့ရမ်းရောရာတော့မထင်တော့ဘူးဗျရိုရာရဲ့ကျွန်တော်ဒီ game တကူကနေပဲ check နုတကောင်ရတယ်အဓိကတော့ကျွန်တော် Kim Lee နဲ့ Early Game matchup တွေမှာသူပြေးရပြီးတော့ Stallion Bane တွေပိုင်းလိုက်သုံးနိုင်မှရမယ် Short Charge နဲ့ Valentina စီကနေကျွန်တော်တို့ပြန်ပြီးတော့မြင်ရမယ်ဒါလေးတွေကလည်းတော်တော်လေးတော့အရေးပါတယ်နောက်မှလည်း Amber K ပြန်နေတယ်အဝဲအတော်ကျွန်တော်ကလည်း Tetronic Charge မှာ backline control ပေးတယ် Zyda တန်းပြီးတော့ပြန် backline ကောင်းနေဗျနောက်မှလည်းတခါတည်းပဲ UA လိုက်မေးနေခဲ့တဲ့ Area Dominance တွေမှာတစ်ဖက်က Regan Slash နဲ့ Lash ကားတွေမှာ2 man နဲ့ Flicker Tetronic Charge တွေမှာလည်း Lancy backline ကိုပြန်ပေးခဲ့မယ်အဝဲ AC လေးပဲဆက်ပြီးတော့ forward နောက်မှလည်း AOG ထပ်ထိန်းထားခဲ့တဲ့ kite တွေမှာတစ်ဖက်ကလည်း Democrat လိုက်ပေးတဲ့အခြေအနေမျိုးတွေမှာ Domocrat ဒီကောင်နဲ့ channel ရိတ်ခဲ့မှုတော့များတယ် check နူ 10 down နဲ့နောက်မှာ2 man down straight နဲ့ပဲ Tato Ruro ပြန်ပြီးတော့သိမ့်ပိုက်ထားပါဦးမယ်ဒီမှာထွက်နေတဲ့ damage တွေအကုန်လုံးသူ့စီကကျွန်တော်အများကြီး damage take လုပ်ပြီး sand back ပုံစံမျိုးပြန်သွားနိုင်တဲ့ situation များexecution တော့မထပ်ပေးတော့တယ် Immaturity triangle ထပ်ထိခဲ့တဲ့ခိုက်တယ်မှာတော့နောက်ကပါလာပြီး UA dominance တွေအောင်မှာပြန်ချတော့မှလည်း barricade body swing လေး light grab ပြန်ပေးခဲ့တဲ့ခိုက်တဲ့တစ်ခုမှာ double shape ပြန်ပါလာသေးရဆိုပေမဲ့ pow damage ပဲရှိနေခဲ့တဲ့ Lancy ရဲ့ Valentina အဆုံးသတ်ဖို့တော့သိမလွယ်ဘူးဗျာဒီစီကလည်း auto rate ရောက်ရှိနေခဲ့တဲ့ခိုက်တဲ့မှာတော့ TNC ရဲ့ late game မျော်လင့်ချက်ဟာ Bandicoot ရဲ့ Obsidian လွဲပြီးတော့အရင်မဖြစ်နိုင်ဘူးဆိုတဲ့အနေအထားမျိုးလေးကိုလည်းကျွန်တော်တို့ပြန်တွေးလိုက်ရတယ် ချက်တွေပါပြန်လည်သုံးပြုတ်နေနေပဲချက်ချင်းဆိုလိုပဲပြန်ပြီးတော့လွတ်လွတ်မြောက်သွားဒါပေမဲ့တကယ်ပေးလိုက်ရတယ်အဲ့ဒီပြင်မှာနောက်မှလည်းစိုက်တာတောက်လျှောက်ဆိုပဲ flicker နဲ့တူပဲတကယ်ကောင်းတဲ့ chef တွေကြားထဲမှာပြန်လည်ပြီးတော့ကြာသွားခဲ့ရတယ်ဗျာတယောက်တည်းမရတော့ဘူးအော် unbreakable နဲ့ပြန်တော့ထွက်လာသေးရဲ့ဗျာ Bandicoot ကတော့ကျွန်တော် recall ခေါ်ဖို့ကြိုးစားတဲ့ time ကနေပြန်ပေးလိုက်ရတယ်ဖက်မှာလည်းကျွန်တော် light နေတော့ကျွန်တော်နောက်မှာ damage taken land shaker stand AOG ပြန်ထောက်ထားနေမှာ live ပြန်ပေးရတယ်ဗျာ UA ပြန်ဝင်လာတဲ့အချိန်ဒီမှာတော့ trading တကူကတော့တကယ်အတန်တဲ့အချိန်ဒီမှာတော့ရှိပါသေးတယ် MTD နောက်ဝယ်ပြန် follow line နေပဲဒီအချိန်ဒီမှာ Anwar တော့ damage taken ကျွန်တော်တတရာကြီးကိုလှုပ်ပေးထားလို့ရတဲ့ situation ဗျာ bro အနေနဲ့လေး impact ကျလာခဲ့တဲ့ခိုက်တဲ့နေ UNS လည်းတူတော့တူသေးတယ် pure AOE ပါမလာဘူးဆိုတဲ့အခြေအနေမျိုးတွေမှာတော့ Aura နဲ့တခါနဲ့ M တော့အနေငယ်လေးခက်ခဲနေပြန်နောက်မှလည်း AOG backline ကို check လုပ်နေတဲ့ပြေးကုန်တစ်ဖက်က UN နဲ့ flicker လေးစပြီးတော့ပြီးထားပြီးနောက်မှလည်း Tetronic Charge တွေမှာ2 man ထပ်ပြီးတော့ဒီနေ့ Lancy တန်းပြီးတော့ down နေဗျာတစ်ဖက်က Obsidian နဲ့ Hand Bomb နဲ့ Auto Rage မှာ Bandicoot လွတ်မြောက်နေစေပဲ2 lane maker တစ်ဖက်က Area Dominance တွေအောက်မှာ triangle လေးထပ်ပေးတာနဲ့ dash တွေအောက်မှာ UL Double K တောက်ချောက်တက်ပြီးတော့အဆုံးသက် Crystal Throne နဲ့ UN နဲ့တောက်ချောက် Kimi ပြစ်ခွဲထားခဲ့ရဆိုပေမဲ့ Auto Rage တွေနောက်မှာ Bandicoot ပြစ်ခွဲထားခဲ့တဲ့ defend တွေအောက်မှာတော့ online maker ပေးရဖို့တော့များနေသေးရဲ့ဗျာနောက်က 11K goal leader တီ Aurora Gaming သိမ့်ပိုက်ထားနိုင်ခဲ့တဲ့အခြေအနေမျိုးတွေမှာ 3v4 situation နဲ့တခါလေးအမှုတော့ကျူးစားနေတဲ့ဒူမခိုင်အရင်တို့လို့တော့သိမရအောင် Regan Slash နဲ့ Lash က Immaturity backline ထပ်တင်ခဲ့တဲ့အခိုက်အတန့်မှာတော့ Killer Spree by UN Triangle by Democrat ပေးတိုင်းနဲ့ပဲ game number 1ကိုတော့ Aura MPP ဦးဆောင်ထားလိုက်ပြီလည်းဖြစ်ပါတယ်